အာရခတ်တော်နှင့်ຫນွေဦးတော်လန်ရေးမဟာမိတ်တပ်ပေါင်းစုစရာတော်လန်ရေး9နှစ်ပြည့်ခါနီးချိန်အောင်မြင်ဆုံးဟာရခိုင်တပ်များသည်စစ်တွေကြောက်ဖြူမှန်အောင်3မြို့သားမြို့သိမ်းရန်ကြံသည့်အထိအောင်မြင်ပြီးချင်းပြည်နယ်စကိုင်းတိုင်းမကွေးနှင့်ပဲခူးတိုင်းမှကာပစကာကွယ်ရေးပစ္စည်းစက်ရုံများအထိအေယာဝတီတိုင်းအထိစစ်အင်အားချထားနိုင်သည်ကိုတွေ့ရသည်ပုံမြို့သိမ်းမြေပုံຫນွေဦးတော်လန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance ကိုလူငယ်မပါဝင်သေးပါသို့သောထိုတပ်ပေါင်းစုနှင့်မကြာမီပူးပေါင်း၍ခါကဗဟိုကုကဲမှုစနစ်စတင်နိုင်တော့မည်ဖြစ်ပြီးစစ်တီအင်အားရိတ်ခါလက်နက်ခဲယမ်းရန်ပုံငွေများကိုအားကဲ့သို့စနစ်တကျစုစည်းထိန်းချုပ်သုံးစွဲလာတော့မည်ဖြစ်သည်စစ်ပွဲများတွင်နာမည်ကြီးပြီးလွတ်မြောက်နယ်မြေများစွာပိုင်ဆိုင်သောတိုင်းရင်းသားတပ်များဖြစ်သည့်ရခိုင်ကီယာကချင်မင်းတပ်ကိုကန့်တလတအန်းခင်ရွကရင်တို့မပါဝင်ကြပါနာလစ်ဖနစ်ပသုံးလုံးတပ်များကိုထိုကဲ့သို့တပ်ပေါင်းစုဖွဲ့စည်းမျှော်လင့်တိုက်တွန်းခဲ့တော်လဲဖြစ်မလာခဲ့ပါစရာတပ်ပေါင်းစုပါဝင်သောတပ်များတွင်မြို့သိမ်းနိုင်သောတပ်များမှာကန်တာကရင်နီမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ကချင်းညီနောင်စကိုင်းတိုင်းတပ်များစုစုပေါင်း19ဖွဲ့ဖြင့်စတင်ခဲ့သည်96 soldiers တစ်ပါဗမာတပ်တော်ဗမာပြည်သူလွတ်မြောက်ရေးတပ်တော်ပုတ်ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးချင်းညီနောင်တဖို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် Force for Federal Democracy Generations Army ကလေးဒေသတော်လှန်ရေးတပ်ကရင်နာကရင်နီမျိုးသားများကာကွယ်ရေးတပ်ဖွဲ့မက်ဝေးပြမကွေးပြည်သူကာကွယ်ရေးမတော်မစ္စရဖ်မွန်ပြည်တော်လှန်ရေးတပ်လာအမျိုးသားလွတ်မြောက်ရေးတပ်တော်ဖဲပအိုးမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခန်းကောင်ပအိုးပြည်သူကာကွယ်ရေးတပ်ခန်းတောင်ဖျက်ပြည်သူလွတ်မြောက်ရေးတပ်တော်စကိန်စကိုင်းပြည်သူကာကွယ်ရေးတပ်မတော်စားចောင်းသားလက်ယုံတပ်တော်ရဲရောတပ်တော်ယောကာကွယ်ရေးတပ်တို့ဖြစ်ကြောင်းသိရသည်မကွေးပဲခူးအေယာဝတီတိုင်းဒေသများသို့တပ်များတိုးချဲ့တက်ရွှေ့ပြောင်းခြင်းများရှိသည်အေယာဝတီတိုင်းနှတိုင်းချောင်းတာပေါင်း၄မျက်နှာစသည့်မြို့များတွင်လည်းတပ်များချထားသည်မကွေးတိုင်းစစ်ပွဲသတင်းညောင်ကျိုးဘက်ကိုစစ်ကြောင်းထိုးတက်လာတဲ့စစ်ကော်မရှင်တပ်နှင့်တို့တိုက်ပွဲဖြစ်စစ်ကော်မရှင်ဘက်ကဦးကျော်သေးဆုံးလက်နက်ခဲယမ်းအချို့ကိုသိမ်းဆည်းရမိဟု18ဒီဇင်ဘာ2025လေးဝေဒီမီဒီယာတွင်ဖော်ပြထားသည်